မင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်ကတော့2008မှာထွက်ရှိခဲ့ပြီး IMDb rating 6.7 out of 10ရရှိထားတဲ့ One Dead လို့အမည်ရတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်လုံတဲ့နှစ်ပေါင်း1000ကျော်မှာလူတွေစုကလောက်ချန်တက်ဖြတ်ခြင်းအတွက်အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ခဲ့တယ်။ကဘာကြီးကိုဟန်ချက်ညီအောင်ထိမ့်ဖို့လောက်ချန်တက်ဖြတ်ခြင်းမစ်ရှင်များကိုလုပ်ခဲ့ကြတယ်။သူတို့ချင်းချင်းကိုခေါ်ကြတာကတော့လောက်ချန်ရေးသမားညီကိုများဖြစ်ပါတယ်။လက်ရှိပြစ္ဆုတ်ပံကဘာကြီးမှာ Wesley Kaysen ဆိုတဲ့လူငယ်တယောက်ကိုတွေ့ရမှာပါ။သူကတာမန်ရုံးဝန်ထမ်းတယောက်ဖြစ်ပြီးသူတို့တထေးမရဲ့မွေးနေ့ပွဲကိုကျင်းပနေကြတာပါ။တထေးမရဲ့နာမည်က Jenny လို့ခေါ်ပြီးတော့ကိုရရီမှာတော့သူတို့ကတထေးမကိုဝမ်းမ Jenny လို့ခေါ်ကြပါတယ်။တထေးမကအရှိသမျှလူအလုံးကိုအလုပ်တွေပို့လုပ်ဖို့ဖိအားပေးပြီးတော့တမကတော့အစားကိုတင်းတင်းတပိုးစားရင်းနဲ့လူအလုံးတမကိုမိကိုအားထားစေခြင်းနဲ့သူပါတတိမကြောင့်ကျွန်တော်တို့ပျော်ရွှင်နိုင်မှုကြိုးစားနေရတာကတော့ကျွန်တော်နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာအခက်အခဲဆုံးအလုပ်ပါပဲ။ Wesley ရဲ့လုပ်တာဝင်ကအစင်းစစ်မန်နေဂျာပါ။သူမှာကက်တီလို့အမည်ရတဲ့ရီစားတယောက်လည်းရှိပါသေးတယ်။သူရီစားကသူ့လုပ်တွေကတငယ်ချင်း Ferry နဲ့လည်းဘာဘာညာညာဖြစ်နေပါသေးတယ်။သူလည်းတိနေခဲ့ပြီမဲ့ဘာမှပြန်မလုပ်ရဲပါဘူး။ Wesley ပုံစံကိုကြည့်ရတာအရှုံးသမားတယောက်လိုပါပဲ။တခြားလူတွေနဲ့ရံမဖြစ်သလိုလောကကြီးကိုလည်းလုံးဝဂရုမစိုက်တဲ့ပုံစံပါပဲ။သူ9ရက်သားကလေးကသူ့အဖေနဲ့အမေကွဲသွားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်း Mr. X လို့အမည်ရတဲ့လူတယောက်ကိုတွေ့ရမှာဖြစ်ပြီးတော့သူကကျွမ်းကျင်တဲ့လူသက်သမားတယောက်ဖြစ်ပါတယ်။အိန္ဒိယမျိုးသမီးတယောက်စီကိုဝင်သွားပြီးကြီးစံတောင်ပြီးတော့ကြီးစံကဘယ်ကလာလဲဆိုတာစစ်ဆေးခိုင်းလိုက်ပါတယ်။အိန္ဒိယမျိုးသမီးကအသေးချာစစ်ဆေးကြည့်ပြီးတိုက်ရက်တဲ့ဘယ်ကလာလဲအလွယ်တကူမသိနိုင်ဘူး။ရှင်တို့ရန်သူကတိတ်တော်တဲ့လူပါလို့ပြောလိုက်ဆင်ပါပြီးအမျိုးသမီးကတစ်ဖက်တက်ကနေပြစ်ခတ်လာတဲ့ကြီးစံထိမှန်ပြီးတော့တေဆုံးသွားပါတော့တယ်။ Mr. X လည်းအများဆုံးပြေးထွက်လာခဲ့ပြီးဓာတ်လီကားတွေကိုဝင်သွားကပြေးထွက်ဖို့အရှင်ယူနေခဲ့ပါတယ်။ Mr. X ကဓာတ်လီကားနိုင်ရန်ကိုကန်ကတဟုန်တို့ပြေးထွက်သွားပြီးမှန်နေရန်ကိုဖောက်ကတစ်ဖက်တိုက်စီခုံသွားရင်းနဲ့လေထဲမှာတနက်ကိုထုတ်ကတစ်ဖက်ကလူသက်သမားတွေကိုတယောက်ပြီးတယောက်လှလှပပပြစ်တက်လိုက်ပါတယ်။သူရဲ့တနက်ပြစ်လက်ရီကနိုင်ရန်နောက်မှာပုံနေတဲ့လူကိုတောင်ကြီးစံတွေကွေ့ဝိုက်သွားပြီးတော့မှန်အောင်ပြစ်နိုင်တဲ့သူပါ။နောက်ဆုံးတစ်ယောက်ကိုတက်လိုက်ပြီးချိန်မှာတေဆုံးသူစီကဖုံးနံမိလာလို့သူကင်လိုက်ပါတယ်။တစ်ဖက်ကတခြားသူမဟုတ်ပဲတငယ်ချင်း Cross ဆိုတာသူသိနေပါတယ်။ Mr. X ကငါတို့ဖွဲ့စည်းကိုဘယ်သူမှဖျက်ဆီးလို့မရဘူးလို့ပြောလိုက်ပါတယ်။ Cross ကအစာကလေးကပျက်စီးနေပြီးသားပဲသူကုတ်ကိုဖျက်ဆီးခဲ့တယ်ငါအဲ့ဒါကိုရအောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ်။ဒါဆိုမင်းကိုယ်တိုင်ကဘာလို့မလာလဲဝင်ပလေတကောင်ကိုတတ်ဖို့တိုးတွေကိုဘယ်တော့မှမလွတ်ပါနဲ့လို့ Mr. X ကပြောလိုက်ပါတယ်။ Cross ကသူတို့ကတီချက်တက်ပါနှုတ်ဆက်လိုက်ပါတယ် Mr. X ဆိုတဲ့စကားနဲ့အဆုံးပါပဲကြီးစံတောင်ကခေါင်းနောက်ကနေနှစ်ဖူးထိဖောက်သွားပြီး Mr. X လည်းနေရာမှာတင်ပွဲချင်းပြီးအသက်ပြောက်သွားပါတော့တယ်။နောက်တစ်ခါမှတော့ကက်တီက Wesley ကိုဘယ်တော့မှအခန်းပြောင်းပါလေယထာသံကြောင့်နားမရင်းကျင်ခံနေရတာဘလို့အိပ်ရမလဲလို့ပြောလိုက်တော့ Wesley ကသူကတော့ဒီတန်တွေကြိုက်တယ်ဒီတန်တွေကသူ့ကိုနိုးထလာစီမဲ့နှိုးဆက်ပါပဲလို့ပြန်ပြောလိုက်ပါတယ်။ရုံးခန်းရောက်တော့လေနေတိုင်းလိုပါပဲအလုံးမပြီးသေးဘူးလားအလုံးမလုပ်ဘူးလားပြီးအောင်လုပ်ထားဆိုပြီးတော့တတိမ Janice စူပူရာကိုခံနေကြပါပြီ။အလောက်ကအရန်စိတ်ပြက်စရာကောင်းတယ်လို့ Wesley ကတွေးနေပါတော့တယ်။ Very ကတော့နားချိန်မှာ Wesley ရဲ့ရီသားကက်တီနဲ့ချင်းတွေ့နေကြပြီးချစ်ကြည်နူးနေကြတာနဲ့ပိုက်ဆံရေးပျောက်ကျသွားတာမသိလိုက်ပါဘူး။ဈေးဝယ်တဲ့အချိန်မှာတော့ Wesley ကတောင်းနေကြစိတ်ဖိစီးမှုကိုတက်တာစီတဲ့ဆေးလာဝယ်ရတဲ့ဆုံတော့ Very အတွက်ပါရှင်းပေးလိုက်ရပါသေးတယ်။ရုံးခန်းပြောင်းတော့ဝမ်းမ Janice ကအလုံးမပြီးသေးဘူးလားလာပြောတော့Wesley ကငါဘာလို့ဒီလောက်တီးခံပေးနေရတာလဲလို့စိတ်ထဲမှာပြောနေမိပြီးတော့တကယ်ပြင်မှာတော့တောင်းပန်ပါတယ်လို့ပြောလိုက်တော့ Janice ကလည်းဒီလိုမျိုးတွေကယိုးနေပြီလို့ပြောပြီးထွက်သွားပါတော့တယ်။ Wesley လည်းမျက်နှာတွေနီတက်လာပြီးတော့အမြန်ဆုံးပဲဆေးကိုတောက်လိုက်ရပါတယ်။အစိုးဆုံးကတော့ဒီနေ့ပြီးသွားခဲ့ရင်မနက်ဖြန်နေမှလည်းဒီနေ့လိုပဲပြန်ကြုံနေရတာပါပဲ။စိတ်ပြက်စရာကောင်းလွန်းလာတဲ့ဘဝပါပဲ။အိမ်ပြန်လာတဲ့အချိန်မှာ Wesley ကပိုက်ဆံထုတ်ဖို့သွားတော့အနေဆုံးငွေပမာဏကိုတောင်ထုတ်ဖို့အနိုင်ဖြစ်ပါတယ်။ဒီချိန်မှာပဲတယောက်ကသူ့ကိုနောက်ယောင်ခံလိုက်နေတယ်လို့ပါပဲ။ Wesley ကဝင်နေကြစီးဆိုင်တွေကိုဝင်တော့နောက်ကနေလိုက်လာတဲ့ Cross ကိုမြင်လိုက်ရပါတယ်။ပိုက်ဆံရှင်းမှုပြန်လှည့်မှာသူ့နားမှာသူ့ကိုစားကြည့်နေတဲ့မင်းမပြိုတယောက်ကိုတိလိုက်ရပါတယ်။သူမနာမည်ကတော့ Fox လို့ခေါ်ပြီးတော့မနေ့ကမှတိုက်ပေါ်မှာတည်သွားတဲ့ Wesley ရဲ့အဖေနဲ့ Mr. X နဲ့အတီကျွမ်းနေဖြစ်တယ်လို့ပြောလိုက်ပါတယ်။ Wesley ကမအံ့ဩသလိုစိတ်ဝင်စားပုံလည်းမပေါ်ပါဘူး။ Fox က Wesley ဖေကအရန်တော်ရဲ့လက်ဖြောင်လူသက်သမားဖြစ်ပြီးတော့သူ့ဖေကိုတက်လိုက်တဲ့သူကဟိုးနောက်မှာရက်နေတဲ့သူဖြစ်ကြောင်းပြောလိုက်ပြီး Wesley ကိုဆွဲချလိုက်က Cross ကိုပြစ်လိုက်ပါတယ်။ဆိုင်ထဲရှိတဲ့လူတွေလည်းလမ်းသွားကြတယ်လို့ Wesley လည်းနှလုံးကုန်မြန်လာခဲ့ပါတယ်။ Fox ရဲ့လက်ရည်လည်းမညံ့ပါဘူး။ Fox ကအထူးပြလုပ်ထားတဲ့တနက်ကိုထုတ်လိုက်ပါတယ်။အဲ့ဒီတနက်ကပုံးနေတဲ့ပြက်မှတ်တွေကိုတွေ့နိုင်ပြီးတော့အကွေအားနေလည်းထွက်เสียမလို့ပဲပြစ်လို့ရပါသေးတယ်။ Wesley ကဆိုင်ပြင်ကိုထွက်ပြေးလာခဲ့တယ်။ Cross ကလည်းကားနဲ့အနောက်ကနေလိုက်လာပြီးတော့ကားနဲ့တိုက်ချိန်မှာ Wesley ကခေါင်းငုံပြီးတော့ကားတိုက်ခံတော့မဲ့အချိန်မှာ Fox ကကားနဲ့ရောက်လာပြီးလှလှပပလေးကဲသွားလိုက်ပါတယ်။ Cross လည်းနောက်ကနေလိုက်လာခဲ့ပြီးတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပစ်ခတ်နေခဲ့ကြတယ်။ Fox ကကားရှိမှန်ကိုတနက်နဲ့ပစ်ကတွန်းချလိုက်ပြီး Wesley ကိုကားမောင်းခိုင်းလိုက်ပြီးတော့သူမကတော့ကားရှိတစ်ပိုင်းထွက်က Cross ကိုလှမ်းပစ်နေပေမဲ့တစ်ချက်မှမထိပါဘူး။အရှင်နားမှာပလိတ်ကားတွေပိတ်ထားတာကြောင့် Fox က
ကားကိုပြန်မောင်းပြီးတော့ဘေးဆောင်နဲ့ပလိတ်ကားတွေကိုတိုက်လိုက်ကတပတ်လေကကြော်သွားနိုင်ခဲ့ပါတယ်။တက်တီကယ်လီဝက်စလီကတော့အော်မင်းနီယုံပဲတက်နိုင်ခဲ့ပါတယ်။နောက်ဆုံးတော့သူတို့တွေက cross လက်ကနေလွတ်မြောက်လာခဲ့ကြပါပြီ။နောက်တစ်ခါမှတော့ Wesley နိုးလာတော့ Force နဲ့အဖွဲ့တွေကိုသူ့ကိုထင်များတိုက်နေတဲ့လူတွေလို့ထင်ပြီးတော့သူ့မှာပိုက်ဆံမရှိကြောင်းစည်ရင်းကြီးသာတည်တဲ့စည်ရင်းစစ်တယောက်ဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလူကြီးတယောက်ရောက်လာခဲ့ပါတယ်။သူက Mr. Sloan ဖြစ်ပြီးတော့အဲ့ဒီဖွဲ့ရဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ Sloan က Wesley ကိုတနက်ကန်းပေးပြီးတော့ရင်ကောင်ကိုထိအောင်ပြစ်ပြလို့ပြောလိုက်ပါတယ်။ Wesley လည်းငိုင်းကြည့်နေလို့ Sloan ကရင်ကောင်ကိုထိအောင်ပြေးလို့ပြန်ပြောလိုက်တော့ Wesley ကခင်ဗျားတို့ကျွန်တော်ကိုတရားအောင်နဲ့မှားနေရဖြစ်မယ်လို့ပြန်ပြောလိုက်ပါတယ်။တနက်သမားကတနက်နဲ့ချိန်ပြီးတော့တင်းနဲ့တုံလို့ရီလိုက်မယ်။မင်းပြစ်မလားဒါမှမဟုတ်ငါမင်းကိုပြစ်လိုက်ရမလားလို့ပြောလိုက်ပါတယ်။တနက်သမားကတစ်လို့စရီလိုက်တော့ Wesley လည်းတနက်ကိုယူလိုက်စင်မှာသူနှလုံးကလည်းခုန်တာမြန်လာခဲ့ပါတယ်။တနက်သမားနှစ်လို့ရီလိုက်တဲ့အချိန်မှာတော့ Wesley ကကြည့်ရတော့မမြင်ရတာဘလို့ပြစ်မှာလဲလို့ပြောလိုက်ပြီးတော့ရင်ကောင်ရဲ့ပြန်တမ်းမှုကအရန်နှိလာနေရဲ့လို့သူမြင်နေရတော့တနက်နဲ့စက်တိုက်ပြစ်လိုက်ပါတော့တယ်။ Wesley ကပြစ်ပြီးတော့စေးတောက်ဖို့ထုတ်လိုက်ချိန်မှာ Sloan ကသူပြစ်ထားတဲ့ရင်ကောင်ကိုပေးလိုက်တော့သူကမဖြစ်နိုင်ဘူးဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။စလုံးကအကြောင်းအရာတွေတော်တော်များများကမင်းအတွက်မဖြစ်နိုင်ဘူးပေါ့အခုမင်းရဲ့ပြစ်ချက်ကရောဘယ်လိုလဲမင်းရဲ့နှလုံးကတမိနစ်ကိုအကြိမ်400ကျော်ခုန်တယ်ဒါတွေကမင်းရဲ့သွေးကြောတွေကို adrenaline hormone ပမာဏများများပို့လွှတ်ပေးတယ်ဒါကြောင့်မင်းကပုံမှန်ထက်ပိုမြန်နေတာပါကဘာမှာလူနည်းစုလောက်ပဲဒီလိုလုပ်နေတာမင်းဖေပါဝင်ပေါ့အဲ့ဒါနဲ့မင်းတိုက်ခတ်မှုတွေကိုထိန်းချုပ်နိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်တခါမှမကြုံမှုတဲ့အခါမှာတော့ဘယ်သူကလွယ်လွယ်နဲ့ယုံနိုင်မှာမလဲ Wesley တယောက်အန်အောထိတ်လန့်နေတော့မှာပဲစလုံးကိုတနက်နဲ့ချိန်ပြီးတော့သူနဲ့ကင်းအောင်နေပါသူကင်ထားတာတနက်နော်လို့ပြောလိုက်တော့စလုံးကသူ့ကိုယ်သူမိတ်ဆက်ပေးလိုက်ပြီးဟိုမှာက Fox ပြီးတော့ဒီမှာရှိတဲ့လူတွေအားလုံးကလူတက်တဲ့နေရာမှာတော်ကြတဲ့သူတွေကြီးပဲငါသာမင်းနေရာမှာဆိုတနက်ကိုပြန်သိမ်းလိုက်မှာပါလို့ပြောလိုက်ပါတယ် Wesley ကခင်ဗျားကလူမိုက်လားလို့မေးလိုက်ပါတယ်စလုံးကမဟုတ်ဘူးလူမိုက်ဆိုတာအလကားနေလူတက်ဖို့လောက်ပဲခေါင်းထဲမှာရှိတာအများတန်းရန်လုံနေတတ်ပြီးတော့တန်ဖိုးမရှိတဲ့ဘွားတွေကိုကုံဆုံးစေပြီးကို့မှာရှိတဲ့အစွမ်းစားကိုအသုံးမချတတ်ဘူးအခုမင်းကင်ထားတာက Imanishi 70မင်းဖေရဲ့လက်ဆွဲလေးမင်းဖေကိုတက်တဲ့သူကိုဒီလက်နဲ့ပဲရှင်းလိုက်လို့ပြောလိုက်ပါတယ် Wesley ကသူမလုံးနိုင်ဘူးလို့ပြောလိုက်တော့မင်းမတက်ရင်သူမင်းကိုတက်မှာလို့စလုံးကပြန်ပြောလိုက်ပါတယ်မင်းဖေကအဖွဲထဲမှာအတော်ဆုံးပဲတိုက်ခိုက်ရီမှာလေသူများနဲ့မတူအောင်တော်လို့နေမင်းမလည်းသူ့လိုမျိုးအစွမ်းစားရရှိရဲလို့ပြောလိုက်ပါတယ်မင်းဖေရဲ့ပိုင်ဆိုင်မှုတွေကိုလည်းမင်းပန်နဲ့ထည့်ထားပြလိုက်ပြီးမင်းချိန်ယူပြီးတော့စဉ်းစားပါငါတို့စောင့်နေမယ်လို့စလုံးကပြောလိုက်ပါတယ် Wesley ကမယုံနိုင်သေးတာမို့အားလုံးကအတားကြီးနဲ့ပြန်ခွင့်ပေးလိုက်ပါတယ်နောက်တစ်ခါမှတော့ Wesley ကအဲ့ရကနေနိုးလာတဲ့အခါမှာတော့အဖြစ်ပြက်တွေကိုအိမ်မက်လို့သာထင်နေပြီလို့ပြောလို့မဆုံးခင်ပါပဲသူ့ဖေရဲ့တနက်ကိုတွေးလိုက်ရတော့နှလုံးခုန်နေမြင်လာပြီးတော့တနက်ကိုအိမ်သားထဲမှာဖွက်ထားလိုက်ပါတယ်အခန်းကနေအများဆုံးပဲထွက်လာပြီး ATM မှာပိုက်ဆံကြည့်လိုက်တော့ဒေါ်လာ 3.6 တန်းတောင်ရှိနေတာကိုတွေ့လိုက်ရပါတယ်။စလုံးတို့အဖွဲ့ကထည့်ပေးထားခဲ့တာဖြစ်ပါတယ်။ Wesley ကထိတ်လန့်နေသလိုဝမ်းလဲတာနေခဲ့သလိုကိုကိုလည်းယုံကြည်မှုတွေရှိလာခဲ့ပါတယ်။ Ferry လည်း Wesley ကိုကြည့်ပြီးတော့လက်နေရသလိုဒီနေ့ဘယ်လိုဖြစ်တာလဲပုံမှန်မဟုတ်သလိုပဲအစင်ရောပြေရလားလို့ပြောလိုက်ပါတယ်။ Wesley ကအစင်ပြေတာပေါ့တော်လေးကိုအစင်ပြေလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Wesley ကတိုက်ပေါ်မှာတည်ဆုံသွားခဲ့တဲ့သူ့ဖေရဲ့အမှုသတင်းကိုကြည့်နေတော့ Janice ရောက်ချလာကသတင်းကိုဖတ်ကြည့်ပြီးတော့သူ့ဖေမကောင်းကြောင်းကိုပြောနေတော့ Wesley တယောက်တိခတ်နိုင်စိတ်ကုန်းဆုံးသွားပါပြီ။ Wesley ကစောက်ပစက်ကိုပိတ်လိုက်တော့လို့အကျယ်ကြီးအော်ပြောလိုက်တော့ရုံထဲမှာရှိနေသူအားလုံးကထားရက်ကြည့်လိုက်ကြပါပြီ။ Wesley ကဘာကြီးချင်းမှမရှိဘဲနဲ့လူတိုင်းကိုချဲလဲလို့ရမယ်ထင်နေလား။အောက်ကလူတွေကမပြောရဲလို့ကြည့်နေတာကိုအခင်ကောင်းယူပြီးတော့လူတွေကိုကျွဲလုံနွားလို့သဘောထားနေတယ်။ခင်ဗျားကလူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆိုင်လို့ဖြစ်လာမှာမဟုတ်ဘူး။တရုံလုံးကိုစားပြောလိုက်မယ်။ခင်ဗျားသွားတည်လိုက်တော့လို့ Janice ကိုပြောလိုက်ပါတော့။တကယ်တော့ဒီလိုစကားမျိုးကိုတရုံလုံးကပြောချင်နေတဲ့စကားဖြစ်ပါတယ်။မပြောရဲကြလို့သာငြိမ်နေကြရတာပါ။ Ferry ကဒါမှငါကောင်းကြီးကွာလို့ပြောပြီးတော့လက်မြောက်ပြလိုက်တော့ Wesley ကသွားရီပါကျွတ်ထွက်သွားအောင်ကီးပုံးနဲ့ရိုက်ထည့်ပေးလိုက်ပါတယ်။သူ့စော်နဲ့ဘာဘာညာညာဖြစ်နေရကိုဆုံးမပေးလိုက်တာဖြစ်ပါတယ်။ Wesley တယောက်အလုပ်ထွက်လိုက်လေအခုချိန်မှာပိုက်ဆံကသူ့အတွက်ပြဿနာမဟုတ်တော့ပါဘူး။သူကသူယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံဖြစ်နေပါတယ်။အခုချိန်မှာတော့ဆေးဆိုင်မှာပြစ်ခတ်ခဲ့ကြတဲ့အမှုအတွက် Wesley တယောက်အလို့ရှိသည့်စီးရင်နဲ့ပါသွားလိုက်ပြီးတော့အဲဒီချိန်မှာ Force ကကားနဲ့ရောက်လာပြီး Wesley ကိုလာကြိုသွားလိုက်ပါတယ်။ Force က Wesley ကိုချီရဲဆက်ုံကြီးတစ်ခုကိုခေါ်သွားလိုက်ပါတယ်။တကယ်တော့ချီယုံကိုဗန်းပြပြီးတော့အနောက်မှာလူတက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ Wesley ကဒီနေရာမှာဘာတွေလုပ်နေကြလဲချီရက်နေကြလားဒါမှမဟုတ်လူတက်နေကြလားလို့မေးလိုက်တော့အားလုံးကသူ့ကိုလှည့်ကြည့်လိုက်ကြပါတယ်။စလုံးကတကယ်နားထောင်ဖို့အစင်းသင်းဖြစ်နေပြီလားလို့မေးလိုက်ပါတယ်။ Wesley ကဟုတ်တယ်သိကြတာပေါ့သူပြန်စရာအိမ်လည်းမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။စလုံးကလည်းအဖွဲ့ဝင်တစ်ကိုကြိုဆိုပြီးတော့စစ်ဆေးလိုက်ကြပါလို့ပြောလိုက်ပါတယ်။ပထမဦးဆုံးပြုပြင်ရေးဆရာကနေစစ်ဆေးမှုကိုစတင်လိုက်ပါတယ်။ပြုပြင်ရေးဆိုပေမဲ့စက်ပစ္စည်းတွေပြုပြင်တာမဟုတ်ဘဲနဲ့လူကိုပြုပြင်တာဖြစ်ပါတယ်။ Wesley ကိုလက်နှစ်ဖက်နောက်ပစ်ပြီးတော့ထိုင်ကုန်မှာခြိထားလိုက်ပြီးတာနဲ့ Force ကဒီနေရာကိုပါလာလောက်တာလေလို့စမေးလိုက်ပါတယ်။ Wesley ကမင်းမဲခေါ်လာလေးလို့ပြန်ဖြေလိုက်တော့ပြုပြင်ရေးဆရာက Wesley ရဲ့မျက်နှာကိုပိတ်ထိုးပေးလိုက်ပါတယ်။အပြေမှန်မရမချင်း၄ချက်လောက်ကျွေးထည့်လိုက်တော့ Wesley လည်းမေးသွားပါတော့တယ်။ဒိပြန်ရလာတော့တားတက်ခန်းကိုရောက်နေပြီးဓားဆရာရဲ့စစ်ဆေးတင်ပြမှုကိုခံရပြန်ပါတယ်။ဓားဆရာကဓားရဲ့အသုံးဝင်ပုံကိုရှင်းပြလိုက်ပြီး Wesley ကိုဓားပေးလိုက်ကသူ့ကိုထိုးဖို့ပြောလိုက်ပါတယ်။ Wesley ကမထိုးရတော့ဓားဆရာကမင်းဟာ6လစံကုန်မြေလေးလို့မခံညအောင်ပြောလိုက်ပါတယ်။
Wesley ကဓားဆရာကိုထိုးလိုက်ပေမဲ့ဓားဆရာကဖမ်းကန်လိုက်ပြီး Wesley ရဲ့လက်ကိုပြန်လည်ထိုးချလိုက်ပါရီ။နောက်ကမ်းမှာတော့ Wesley တယောက်ပြန်လည်ပြုပြင်ရေးကန်ထဲမှာစိန်ခံထားခြင်းခံရပါရီ။ဒီကန်ကအထူးပြုလုပ်ထားတဲ့ကန်ဖြစ်ပြီးတော့တရားတန်ချက်တွေဘလောက်များနေမကူပဲပျောက်စီပါရီ။ Wesley အိတ်နေတော့ Force ခေါ်နှိုးလိုက်ပြီးတနက်ဆရာနဲ့တွေ့ဖို့ခေါ်သွားပါရီ။တနက်ဆရာကချိတ်ဆွဲထားတဲ့လူသေးလောင်းကိုပြစ်ဖို့ပြောလိုက်ပါရီ။ Wesley ကမပြစ်နိုင်ဘူးပြောတော့ Force ကလူသေးလောင်းကိုတစ်ချက်ပစ်ချလိုက်ပါရီ။တနက်ဆရာကလည်းခနာကိုရဲ့ကြီးစံနေဘယ်လိုထည့်ရမလဲဆိုတာမင်းသိဖို့လိုတယ်လို့ပြောလိုက်ပါရီ။ပြုပြင်ရေးဆရာကြီးတခါပြန်လဲရောက်ရှိလာပြီးတော့ Force ကဒီယိုပါလာလောက်တာလဲလို့ထည့်မိလိုက်ပါရီ။ Wesley ကလူတက်သမားဖြစ်ဖို့ရောက်လာလို့ပြောလိုက်ပေးမယ်လေအပြေမှန်မဟုတ်သေးတော့ထပ်ကြွေးခံလိုက်ရပြန်ပါရီ။တနက်ပြစ်လေးချင်းတဲ့နေရာမှာတော့ Force က Wesley ကိုချိတ်ထားတဲ့ဝက်ကို꿰ဝိုက်ပြီးတော့အနောက်ကပြစ်မှတ်ကိုထိအောင်ပစ်ခိုင်းလိုက်ပါရီ။ Wesley ကလည်းသူဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးတော့ငိုင်းနေတော့မှစလုံးရောက်ချလာပြီးဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးတော့မေးရမှာမဟုတ်ဘူး။မင်းရဲ့ပင်ကိုရီချင်းကိုတုံးပြီးတော့ဘာလုပ်ရမလဲမေးရမှာလို့ပြောလိုက်ပါရီ။စလုံးကချိတ်ထားတဲ့ဝက်ကို꿰ဝိုက်ပြီးတော့ပြစ်မှတ်တက်တဲ့ကိုထိအောင်ပစ်ပြလိုက်ပါရီ။ Force က Wesley ကိုအပြင်ကိုခေါ်ထုတ်သွားပြီးတော့အကြောက်တရားနဲ့ပတ်သက်တဲ့နောက်ထပ်စီစဉ်မှုတစ်ခုကိုစတင်လိုက်ပါတော့တယ်။အဲ့ဒါကတော့အမြဲထားခေါင်မိုးပေါ်ကိုပြေးချပြီးတော့ကျင်းမြောင်းတဲ့ဥမင်လိုင်ကောင်းတွေကနေဖျက်ကျော်နိုင်မှုဖြစ်ပါတယ်။ Force ကရှေ့ကနေအေးအေးဆေးဆေးဖျက်ကျော်ပြလိုက်ပြီးမြဲ Wesley ကတော့လိုင်ကောင်းနဲ့တီမိကိုမိတ်ဆက်သွားလိုက်ပါပြီ။နောက်တစ်ခါမှာတော့ Wesley တယောက်ဒဏ်ရာတွေတက်တာကိုပြန်လည်ပြုပြင်ရေးကန်ထဲမှာထပ်မံရောက်ရှိနေရပြန်ပါပြီ။တစ်ဖက်မှာတော့ချီတဲ့ဆက်ယုံကအလုသမားတယောက်ကို Cross ကမဖြစ်နိုင်တဲ့ရှူတောင်းကနေပြစ်မှတ်ကိုတိကျကိုဇက်သိမ်းပေးလိုက်နိုင်ခဲ့ပါပြီ။တနက်ဆရာက Cross ကတယောက်ချင်းကိုလိုက်ဖြုတ်နေတာလို့စလုံးကိုပြောလိုက်ပါတယ်။စလုံးကသူ့ကိုတတ်နိုင်မဲ့သူက Wesley တယောက်ပဲရှိရလို့ပြောလိုက်ပါရီ။တစ်ဆက်တည်းမှာပဲစလုံးက Cross ကငါတို့နဲ့တပြေးပြေးနီးလာပြီး Wesley ကိုတည်တည်ချာချာလေ့ကျင့်ပေးထားတော့လို့ Force ကိုပြောလိုက်ပါရီ။ဒီနေ့မှာတော့ Force ကရကန်းဆက်ထဲကလုံးကိုဖမ်းဖို့အတွက် Wesley ကိုခေါ်လာခဲ့ပါရီ။ဆက်ကတအားမြန်လုံးနေရကြောင်းပထမတစ်ချက်မှာမဖမ်းမိနိုင်ခဲ့လို့ Wesley ကသူ့ကောင်းကိုတနက်နဲ့ချိန်ထားပေးဖို့ Force ကိုပြောလိုက်ပါရီ။အဲ့ဒါမှရင်ကောင်ပြစ်တုံးကလို့အနှေးကွက်ကိုမြင်ရမှာလို့ပြောလိုက်ပါရီ။ Force ကလက်မခံပဲကိုယ့်ဘာသာကိုရအောင်လုပ်အောင်မှာလို့ပြန်ပြောလိုက်ပါရီ။ Wesley ကနောက်တစ်ခါထပ်ဖမ်းကြည့်လိုက်တဲ့အခါမှာတော့လုံးကိုခန်းနေပဲမြင်နေရပြီမေလေသူမဖမ်းနိုင်ခဲ့ပဲနဲ့လက်တာတန်ရာရသွားခဲ့ပါရီ။ Wesley ကဒေါသကြီးနဲ့ထွက်လာခဲ့လိုက်ပြီးစလုံးကိုပြန်နေတဲ့ရင်ကောင်ကိုတောင်သူပြစ်နိုင်ခဲ့ပြီလေသူအစင်းနှင်းဖြစ်နေပြီလို့ပြောလိုက်ပါရီ။စလုံးကမင်းအစင်းနှင်းမဖြစ်သေးဘူးလို့ Force ကပြောနေတယ်။နောက်တစ်ခါမှာတော့ Wesley ကပြန်လဲပြပြင်ရေးရီကန်မှာစိန်နေပြီးတော့ဒီနေ့မှာတော့ Force လည်းရှိနေခဲ့ပြီးထွက်မသွားခင်မှာတော့နောက်9မိနစ်မှာတွေ့ကြမယ်လို့ပြောလိုက်ပါရီ။အရင်မေးခွန်းမှာပဲဒီနေ့ကတော့နည်းနည်းတော့ကြမ်းပြီ Force ကိုရိုင်းလက်ဆွမ်းပြလိုက်ပြီးတော့မင်းတော်အချိန်ဖြုံးနေရပဲလို့ပြောလိုက်ပါရီ။မေလက်ကလည်းအဆက်မပြတ်ဆွဲချိုးနေတော့ Wesley လည်းပြန်လဲတိုက်ခိုက်ပြီးဘာဖြစ်ပြီးအပြေမှန်မဟုတ်တော့ဘယ်လိုဖြစ်ရမှာလဲလို့ပြောလိုက်ပါရီ။ Force ကလည်းအဆက်မပြတ်လက်ဆွမ်းပြနေစေပါပြီ။နောက်ဆုံးတော့ Wesley ကအမှတ်ပြန်ရလိုက်ပါရီ။သူဒီကိုရောက်လာတာကသူဘယ်သူလဲဆိုတာကိုသိချင်လို့ပဲလို့ပြောလိုက်တော့ Force ကအဖေကိုကြားပြီးတော့ပြုံးသွားတော့အဖေကမှန်သွားတဲ့သဘောပါပဲ။စလုံးက Wesley ကိုသူ့ဖေနေခဲ့တဲ့အခန်းကိုခေါ်သွားလိုက်ပြီးအဖွဲ့ဝင်တယောက်ကတစ္ဆာဖောက်သွားပြီးအဲ့လူက Cross ပဲလို့ပြောလိုက်ပါရီ။ Cross ကအဖွဲကအတော်ဆုံးတယောက်ကိုစတင်ရှင်းလိုက်တယ်။အဲ့ဒါကအတိုင်းမြင့်ပေါ်မှာပြည့်သက်ခံလိုက်ရတဲ့ Wesley ရဲ့အဖေ Mr. X ပဲဖြစ်တယ်လို့ပြောလိုက်ပါရီ။တစ်ဆက်တည်းမှာပဲစလုံးကဒီခန်းထဲကအရာအလုံးကိုအခုကစားပြီးမင်းပိုင်သွားပြီလို့ Wesley ကိုပြောလိုက်ပါရီ။အခန်းထဲကလိုအပ်တာတွေရှာကြည့်လိုက်ပေါ့အဲ့ဒါကမင်းမတူလဲဆိုတာသိနိုင်မဲ့တခုရဲတော်နီလန့်မယ်လို့ပြောလိုက်ပြီး Wesley ကိုအခန်းထဲမှာတယောက်တည်းထားခဲ့ပါရီ။ Wesley ကသူ့ဖေရဲ့ပုံကိုကြည့်ပြီးတော့အရင်ကသူဘာလို့ဘာမှခူးမဆိုင်ခဲ့ရလဲဆိုတာအဲ့ဒါကတဘာဝကိုစန့်ကျင်နေခဲ့တာပဲဆိုတာသူသဘောပေါက်ခဲ့ပါပြီ။အခုတော့ရှေ့ဆက်ဘာလို့လုပ်ရမလဲဆိုတာသူသိသွားခဲ့ပါပြီ။အဖေရဲ့ခြေရာကိုနင်းပြီးတော့ရဲရင်တန်တန်မာမာနဲ့ဖြစ်တင်ဖြစ်ထိုက်တဲ့ဘဝမှာနေထိုင်မှုပဲဖြစ်ပါရီ။အချိန်တော်ကြာဒိဗယ်မဲ့ဘဝတစ်ခုကိုဖျက်ဆီးလာခဲ့ပြီးဆိုတော့အခုတော့အဖေလိုမျိုးတော်ဖို့သူစူးစမ်းတည်ယူမှဖြစ်တော့မယ်။အဲ့နောက်မှာတော့ Wesley တယောက်အပြင်းထန်လေ့ကျင့်ပါတော့တယ်။တနက်ပြည့်လေ့ကျင့်ရင်မှာပြစ်မှတ်ကိုတိကျကျထိဖို့အတဲလေ့ကျင့်ခြင်းကနေစတင်ခဲ့ပါရီ။လင်းလင်းမြန်မြန်ပဲတည်ယူမှုလှုပ်ဆောင်နိုင်ခဲ့ပါရီ။စလုံးက Wesley ကိုအဖွဲ့အစည်းရဲ့လှုပ်ချင်မှုမှတ်တမ်းစာအုပ်တွေထားတဲ့အခန်းကိုခေါ်သွားလိုက်ပါရီ။ရန်သူကိုရှင်းပြနိုင်မှုတည်တင်တိတိုက်တာတွေအားလုံးကိုဒီခန်းထဲမှာထားရှိပါရီ။ Wesley ကအရာအလုံးကိုအပြင်းထန်လေ့ကျင့်ပါတော့တယ်။သူ့ဖေရဲ့အလုပ်တွေကိုလေ့လာခဲ့သလိုပြစ်မှတ်ကို꿰ဝိုက်ပြစ်နိုင်မှုလည်းလေ့ကျင့်နေခဲ့ပြီးတော့ရကန်းဆက်ထဲကလုံးကိုလည်းဖမ်းဖို့အတွက်လေ့ကျင့်ခဲ့ပါရီ။ဒါအသုံးပြုခြင်းကိုလည်းလေ့ကျင့်ခဲ့ပြီးတော့အမြန်ထားဖို့ကလေ့ကျင့်မှုလည်းလုပ်ခဲ့ပါရီ။မကြာတဲ့အချိန်တစ်ခုမှာတော့လေ့ကျင့်မှုအားလုံးကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါရီ။ဒါမဲ့ပြစ်မှတ်ကို꿰ဝိုက်ကထိအောင်ပြဖို့တစ်ခုတည်းကတော့အခုထိမလုပ်နိုင်သေးပါဘူး။ဘယ်နှချိန်ပဲပြည့်ချိန်ဆွဲထားတဲ့ဝက်ကိုပဲပြမိနေတော့မှာပဲ။နောက်ဆုံးတော့ချိန်ဆွဲထားတဲ့ဝက်အစား Force ကရှေ့မှာရက်ပြီးတော့ပြစ်မှတ်ကိုထိအောင်ပြဖို့ပြောလိုက်ပါရီ။ Wesley ကခေါင်းကိုရမ်းလိုက်ပြီးတော့ဒါကယူသွတ်တာပဲလို့ပြောလိုက်ပါရီ။တကူလွဲချော်သွားရင်တော့ Force ရဲ့အသက်ပါသွားရမှာဖြစ်ပါရီ။ Wesley ကလက်ခံနိုင်မှုခဏတာအချိန်ယူလိုက်ပြီးတော့ဖြစ်ချင်အဖြစ်မောင်ပါချစ်ဆိုပြီးတော့ရေးလိုက်တဲ့အခါမှာတော့ကြီးစံကလှလှပပလေး Force ကို꿰ဝိုက်သွားပြီးတော့အနောက်ကပြစ်မှတ်တဲ့ကိုထိမှန်သွားခဲ့ပါပြီ။စလုံးကတော့ဂျင်းနဲ့စွာပြုံးလိုက်ပြီးတော့အဖွဲ့အစည်းကနေကြိုးဆိုပါလေလို့ပြောလိုက်ပါရီ။စလုံးက Wesley ကိုလျှို့ဝှက်ခန်းတစ်ခုတည်းကိုခေါ်သွားပါရီ။အခန်းထဲမှာကန်ကြမာကိုဖတ်ပြီးမဲ့နှစ်တစ်ထောင်ကျော်တက်တန်းရှိတဲ့ရက်ကန်းဆက်ရှိနေပါရီ။လောကကြီးဟန်ချက်ညီစေဖို့အတွက်အဖွဲ့ကသွားရှင်းပြရမယ့်အမည်တွေကိုဆက်ကနေကုန်းနံပါတ်တွေကိုထုတ်ပေးမှာဖြစ်ပါရီ
နံပါတ်3ညနဲ့တိဆိုပြီးတော့ရှိတယ်စလုံးကတတ်မှတ်ရမယ့်လူရဲ့နာမည်ကိုရအောင်လို့ကုန်းနံပါတ်တွေကိုဖောက်ထုတ်ရပြီး Wesley ကတော့အရှင်းပြဖို့တောင်းယူရမှာဖြစ်ပါတယ်ဒီကထွက်လာတဲ့အမိက Robert ဆိုတဲ့လူဖြစ်ပြီးတော့ Wesley ကအဲ့လူကိုခမားတက်ခိုင်းတာလားလို့မေးလိုက်ပါတယ်စလုံးကငါမဟုတ်ဘူးကံကြမ္မာကလို့ပြန်ဖြေလိုက်ပါတယ်ပြင်မကအဆောက်အုံမှာရှိတဲ့အစည်းအဝေးခန်းထဲမှာရှိနေပြီးဗီဒီမောက်6ပေါက်ရှိပါတယ် Wesley က9ပေါက်မြောက်ကိုပြရမှာဖြစ်ပါတယ်သူတို့ကတော့ယထာပေါ်မှာရှိနေကြပြီးတော့ယထာကပြင်းမှတ်ရှိတဲ့နေရာအဆောက်အုံရှိမှရောက်ရှိလာခဲ့ပါတယ်ပြစ်လို့အစဉ်ပြေတဲ့အနေထားကိုရောက်တော့ Force ကပြစ်လို့ရပြီလို့ Wesley ကိုပြောလိုက်ပါတယ်ဒါမဲ့ Wesley ကမလုပ်နိုင်ခဲ့ပါဘူး Wesley ကပြန်လဲပြပြင်ရေးကံမှာ Force နဲ့အတူရှိနေတော့မှငါတို့မသိဘူးလေသူဘာတူလဲသူဘာတွေမကောင်းတာလုပ်ခဲ့လို့သူ့ကိုတက်ရမှာလဲလို့ပြောလိုက်ပါတယ် Force က Wesley ရဲ့စိတ်ကိုနားလည်ပြီးလို့ရတယ်လို့ပြောလိုက်ပါတယ်ပြီးတော့အဖြစ်အပျက်တစ်ခုကိုပြန်ပြောပြလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်20လောက်ကကောင်မလေးတစ်ယောက်မှာတရားသူကြီးလုပ်နေတဲ့အဖေရှိတယ်အပြစ်ဒဏ်ရှော့ပေါ်ပေးဖို့တရားပြိုင်ဘက်ကတောင်းဆိုတာကိုသူမအဖေကပယ်ချခဲ့လို့ Mark လို့အမည်ရတဲ့လူသက်သမားကိုငှားပြီးတော့သမီးနဲ့အမေရှိမှာပဲအဖေဖြစ်သူကိုရဲဆက်ဆက်တက်ပစ်ခဲ့တယ်ပြီးတော့သူ့ကိုတစ်သက်လုံးမှတ်မိနေစေဖို့သူမတို့လေပင်မှာသူ့ရဲ့နာမည်ကိုရေးမှတ်ခဲ့တယ်ဘယ်သူမှမမှတ်မိလောက်အောင်လဲတက်တီတွေပါဖျောက်ဖျက်ပစ်ခဲ့တယ်ဂိုင်းဖွဲ့တဲ့ကိုဝင်ရောက်လာပြီးတဲ့နောက်မှာ Matt ဆိုတဲ့အမည်ကရက်ကန်းဆက်ကနေပေါ်လာတာဆိုတော့ဆက်ကမှန်နေရလို့ပြောလို့ရတယ်သူ့လိုလူဒီလောကမှာဘယ်လောက်များများရှိနေမလဲငါတို့မသိဘူးအဲ့လိုလူတယောက်ကိုတက်လိုက်တာကငါတို့လူအများကြီးကိုကယ်တင်လိုက်တာနဲ့တူတယ်ဒါကအဖွဲရဲ့စောင်းဖို့ပဲဒါအောင်ငါတို့ယုံကြည်လို့လိုက်နာလှုပ်ဆောင်တာဖြစ်တယ်လို့ပြောလိုက်ပါတယ် Force ပြောပြီးထွက်သွားတော့သူမလည်းပင်မှာမက်ရဲ့အမည်ကိုရေးထားတာကို Wesley ကတွေ့လိုက်ရပါတယ်တကယ်တော့လွန်ခဲ့တဲ့နှစ်20ကကောင်းပါလေးဆိုတာ Force ကိုယ်တိုင်ပဲဖြစ်နေခဲ့တာပါ Wesley လည်းနားလေသဘောပေါက်သွားပြီးတော့ပြစ်မှတ်စီကိုပြန်သွားက Robert ကိုတီတီကြကြပစ်ချက်နဲ့ကွေ့ဝိုက်ကပြစ်တက်လိုက်ပါတယ်စလုံးကနံပါတ်2ပြစ်မှတ်ကိုပြီးတော့ Wesley က cross လို့ထင်နေခဲ့ပါတယ်စလုံးကအချိန်မရောက်သေးဘူးလို့ပြန်ပြောလိုက်ပါတယ် Wesley တယောက်တည်းပြစ်မှတ်ကိုရှင်းဖို့သွားခဲ့ပါတယ်ဒါမဲ့ဒီခါတော့မလဲကူလာပဲနဲ့ပြစ်မှတ်စီးနေတဲ့ကားကကြီးကမှန်ဖြစ်နေခဲ့ပါတယ် Wesley ကိုကူညီဖို့ Force ကရောက်ရှိလာခဲ့ပါတယ် Force က Wesley ရဲ့ကားအပေါ်မြောက်တက်သွားအောင်တိုက်လိုက်ပါတယ် Wesley ရဲ့ကားကပြစ်မှတ်ရဲ့ကားပေါ်ကိုမြောက်တက်သွားတော့လိုဟာနေတဲ့ပြစ်မှတ်ရဲ့ကားမျက်နှာချက်ကနေ Wesley ကပြစ်မှတ်ကိုလှလှပပလေးပစ်တက်လိုက်ပါတယ် Wesley ကအရင်တူနေခဲ့တဲ့အခန်းပတ်လှည့်ဝင်သွားတော့ Barry ကိုတွေ့လိုက်ရပါတယ်အရင်တိုင်းပဲသူကြီးစားနဲ့ဘာဘာညာညာဖြစ်ဖို့ရောက်နေခဲ့တာပေါ့ Wesley လည်း Barry ရဲ့မျက်နှာကိုတစ်ချက်ပိတ်ထိုးပြလိုက်ပါတယ်အိမ်သားထဲမှာဝတ်ထားတဲ့သူ့ဖေရဲ့တနက်ကိုတွားယူလိုက်ပါတယ်ကတိက2လကျော်ပျောက်သွားပြီးဘာလို့အခုမှပေါ်လာလဲလို့ရန်တွေ့လိုက်ပါတယ်အပြင်မှာနားထောင်နေတဲ့ Force ကဝင်လာပြီးတော့ Wesley ကိုနမ်းလိုက်ပါတယ်အဲ့လိုမြင်လိုက်ရတော့ကတိကစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်သူတို့တွေထွက်လာတော့ Force ကခဏဆောင်ကားသွားယူလိုက်မယ်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ Wesley က Cross ကိုတွေ့သွားပြီးတော့နှစ်ယောက်သားပြစ်ခတ်ကြပါတယ် Wesley က Cross နောက်ကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီနေရာကိုတနက်သမားတွေလည်းရောက်လာခဲ့ပါတယ်ဒါမဲ့ Cross ကိုမတတ်နိုင်ခဲ့ကြပါဘူး Wesley ကအဖွဲတွေကရုရှားမျိုးသားတယောက်ကိုမှားပြီးတော့ပြစ်လိုက်မိသွားပါတယ် Wesley လည်း Cross ရဲ့ပြစ်ချက်ကြောင့်လက်မောင်းကိုထိမှန်သွားခဲ့ပါတယ်နောက်တစ်ခါမှာတော့ Wesley ကပြန်လည်ပြပြင်ရေးကန်တွေကနေရုရှားမျိုးသားရဲ့အသက်ကိုကြိုးစားကယ်တင်နေကြတဲ့အဖွဲ့သားတွေကိုကြည့်နေခဲ့ပါတယ်ဒါမဲ့လည်းအသက်မကယ်နိုင်ခဲ့ဘဲနဲ့တည်ဆုံသွားခဲ့ရပါတယ် Wesley ရဲ့လက်မောင်းမှာစိုက်ဝင်နေတဲ့ကြီးစံကိုထုတ်ပြီးတော့လေးလာနေခဲ့ကြပါတယ်ဒီကြီးစံကိုပြစ်လုပ်ပေးသူက Pawlowski ဆိုတဲ့သူဖြစ်ပါတယ်အခုသူကတုတ်တင်သက်ရှင်းချင်းအဖွဲ့စခဲ့တဲ့ဖျားเจ้าတစ်เจ้าမှာနေပါတယ် Cross ကသူ့ကိုစိန်ခေါ်လိုက်တာပဲလို့ Wesley ကပြောလိုက်ပါတယ်အကုန်လုံးပြီးဆုံးသွားအောင်သူအဲ့နေရာကိုသွားမယ်သူတယောက်တည်းသွားမယ်မဟုတ်ရင်တော့ Cross ကထွက်လာမှာမဟုတ်ဘူးလို့စလုံးကိုပြောလိုက်ပါတယ်ပထမတော့စလုံးကလက်မခံခဲ့ပါဘူး Wesley ကအဖွဲတွေကတယောက်ကသူ့ကြောင့်တေဆုံးသွားတာလို့ပြောလိုက်တော့မှစလုံးကလက်ခံလိုက်ပါတယ် Wesley ထွက်သွားတော့စလုံးကပြစ်မှတ်အမည်ရေးထားတဲ့စာရွက်ကို Force ကိုပေးလိုက်ပြီးတော့မင်းလုပ်ရမယ့်တာဝန်လို့ပြောလိုက်ပါတယ်စာရွက်ထဲကအမည်က Wesley ရဲ့အမည်ဖြစ်နေပါတော့တယ် Wesley ဖျားเจ้าကိုရောက်တော့ Pawlowski ရဲ့တနက်နဲ့ချိန်လိုက်ခြင်းကိုခံလိုက်ရပါတယ်ဒါမဲ့ Force ကတိတိစိတ်လိုက်လာကအနောက်ကိုရောက်လာပြီးတော့ Pawlowski ကိုတနက်ချလိုက်ဖို့ပြောလိုက်ပါတယ် Wesley ကအဲ့ဒီကြီးစံကိုတုံးတဲ့လူနဲ့တွေ့ကျင်တယ်လို့ Pawlowski ကိုပြောလိုက်ပါတယ် Pawlowski ကသူကအဲ့ဒီလူကိုမသိဘူးလို့ပြောလိုက်ပါတယ် Wesley ကအဲ့ဒီလူကသူ့ကိုပြစ်ခဲ့တယ်လို့သူ့ဖေကိုလည်းတတ်ခဲ့တယ်လို့ပြောလိုက်ပါတယ် Pawlowski ကသူနဲ့တွေ့ရအောင်ကြိုးစားကြည့်ပေးမယ်လို့ပြောလိုက်ပါတယ် Wesley တို့ကယထာဘူရာမှာချိန်ထားတဲ့သူကိုစောင့်နေတဲ့ Pawlowski ကိုအကွယ်ကနေစောင့်ကြည့်နေကြပါတယ်သူတို့သတိလွတ်သွားတဲ့အချိန်မှာပဲ Pawlowski ကထွက်ပြေးသွားခဲ့ပါတယ် Wesley လည်းအပြေးလိုက်ခဲ့တဲ့အချိန်မှာယထာပေါ်မှာ cross ရှိနေတာကိုတွေ့သွားခဲ့ပါတယ် Wesley ကယထာပေါ်တက်လိုက်သွားတဲ့အချိန်မှာပဲယထာလည်းထွက်သွားခဲ့ပါတယ် Force လည်းလိုက်မမီခဲ့လို့အနားကကားစီးကိုလူမောင်းသွားခဲ့ပါတယ် Pawlowski က cross စီဖုံးဆက်ပြီးတော့ Wesley ယထာပေါ်တယောက်တည်းတက်သွားတယ်လို့သတင်းပေးလိုက်ပါတယ် Wesley ကတနက်ကိုထုတ်ပြီးတော့ cross ကိုလိုက်ရှာခဲ့ပါတယ်ယထာထဲမှာလည်းရုပ်တဲတဲနဲ့ရှုပ်ရှက်ခတ်သွားကြပါတယ် Force လည်းရောက်လာပြီးတော့ Wesley ကိုကူညီပစ်ခတ်ခဲ့ပါတယ်ပြီးတော့ယထာမှန်ကိုကားနဲ့ဖောက်ဝင်မောင်းလိုက်ပါတယ် Wesley ကလည်း cross ကိုကြီးစံကွေးဝိုက်သွားတဲ့နည်းနဲ့ပစ်လိုက်ပေးမယ်လေ cross ကတံပြန်ပစ်ခတ်ကကြီးစံကိုရက်တန့်စေခဲ့ပါတယ်နှစ်ယောက်သားတယောက်ကိုတယောက်ထိအောင်မလုပ်နိုင်ကြသေးပါဘူးအဲ့ဒီအချိန်မှာယထာကချိုးရင်းချက်ဖြစ်သွားပြီးတော့တရားပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ် Wesley ကကြိုးစားပြီးဖမ်းဆွဲထားပြီးမြဲလွတ်ချဖို့ဆဲဆဲမှာပဲ Cross က Wesley ရဲ့လက်ကိုအချိန်မီဖမ်းဆွဲလိုက်ပါတယ် Cross ကစိုးရိမ်နေအကြည့်နဲ့ကြည့်နေတော့ Wesley စိတ်ထဲမှာနည်းနည်းတော့ထူးဆန်းသွားခဲ့ပါတယ်ဒါမဲ့လည်းဒါကမဟာအခွင့်အရေးဆိုပြီး Cross ကိုပြစ်လိုက်ပါတယ်ယထာလည်းကြောက်ထဲကျသွားခဲ့ပြီးတော့ညံ့နေခဲ့ပါတယ် Wesley ကထလာပြီးတော့ Cross ကိုတနက်နဲ့ချိန်လိုက်ပါတယ်
Cross တေကာနီဆဲမှာသူတို့မင်းကိုပြောခဲ့တာတွေကအလေးညာရီတက်ပါပဲလို့ပြောလိုက်ပါတယ်။ Wesley ကဗဇက်ပိတ်ထားသူ့ကိုလာလိမ့်မနေနဲ့လို့ပြန်ပြောလိုက်ပါတယ်။ Cross က Wesley ကိုမင်းကငါသားပါလို့တူတူလေးပြောပြီးတော့ငြိမ်ကြသေးဆုံးသွားပါတယ်။ Wesley ကတိတ်မယုံကြည်သေးပေမဲ့အနောက်မှာနားထောင်နေတဲ့ Force ကိုဒါအမှန်ပဲလားလို့မေးလိုက်ပါတယ်။ Force ကလည်းဟုတ်တယ်အမှန်နေပါပဲလို့ပြောလိုက်ပါတယ်။ Wesley ကဘာလို့သူ့ကိုဒီလိုလုပ်ခဲ့ကြရလဲလို့မေးလိုက်ပါတယ်။ Force ကဘာလို့လဲဆိုတော့ Cross ကိုတက်နိုင်တဲ့သူကမင်းတယောက်ပဲရှိလို့ပါပဲ။ Force ကမင်းနဲ့ထိုက်တန်တယ်လို့မှတ်လိုက်ပါလို့ပြောပြီးတော့ Wesley ကိုပြစ်တော့မဲ့အချိန်မှာပဲ Wesley ကအောက်ကမှန်ကိုခွဲပစ်လိုက်ပြီးတော့ရေအောက်ကိုပြုတ်ကျစေခဲ့ပါတယ်။ Wesley သီးပြန်ရလာတော့အခန်းတစ်ခန်းမှာရောက်ရှိနေပြီးတော့အဲဒီခန်းကအရင်ကသူနေခဲ့တဲ့အခန်းနဲ့မျက်နှာချင်းဆိုင်တိုက်မှာရှိနေတာဖြစ်ပါတယ်။သူ့ကိုကူညီခဲ့သူက Pawlowski ပဲဖြစ်ပါတယ်။သူ့ကိုကူညီပြီးတော့ဒီနေရာကိုခေါ်လာဖို့သူ့ဖေကိုကတိပေးထားခဲ့ရလို့ Pawlowski ကပြောလိုက်ပါတယ်။အခန်းထဲမှာတော့ Cross နဲ့သူသားလေးရဲ့တပ်ပုံတွေရှိနေခဲ့ပါတယ်။ Wesley ကပုံတွေကိုယူကြည့်လိုက်တော့ပုံတွေကကလေးကအတူမှန်တကယ်ဖြစ်နေခဲ့ပါတယ်။သူ့ဖေကိုသူတက်လိုက်မိရလားလို့ပြောလိုက်ပါတယ်။ Pawlowski ကသူ့မင်းကိုသူ့အသက်ကိုပေးပြီးတော့ကာကွယ်ခဲ့တာလို့ပြောလိုက်ပါတယ်။ Wesley ကအရင်ကဘာလို့သူ့ကိုတက်ဖို့ကြိုးစားခဲ့ရလဲလို့ပြောလိုက်ပါတယ်။ Pawlowski ကသူကမင်းကိုတက်ဖို့ကြိုးစားခဲ့တာမဟုတ်ဘူး။သူမင်းကိုကာကွယ်ဖို့ကြိုးစားခဲ့တာလို့ပြောလိုက်ပါတယ်။ Cross အဖွဲ့ကနေထွက်လိုက်တဲ့အချိန်ကစပြီးတော့ Sloan က Wesley ကိုစောင့်ကြည့်နေခဲ့တာပါ။ Force က Wesley ကိုချင်းကပ်ပြီးတော့ထိန်းချုပ်နိုင်မှုလုပ်နေချိန်မှာ Cross ကခွဲထုတ်ဖို့ကြိုးစားခဲ့ပါတယ်။သူက Wesley ကိုအဖွဲ့ထဲကိုမဝင်စေချင်ခဲ့ပါဘူး။သူသားကိုသူ့လိုဘွားမျိုးမရောက်စေချင်ခဲ့ပါဘူး။သူနဲ့မတူတဲ့တာမန်ဘွားမျိုးမှာပဲအေးချမ်းပျော်ရွှင်စေခဲ့တာပါလို့ Pawlowski ကပြောလိုက်ပါတယ်။ Pawlowski ကတနေ့မှာ Cross ကရကန်ဆက်ကနေပြစ်မှတ်တယောက်ရဲ့အမည်စာရွက်ကိုရခဲ့တယ်လို့ပြောပြီးတော့ Wesley ကိုလှမ်းပေးလိုက်ပါတယ်။ Wesley လည်းစာရွက်ထဲကပြစ်မှတ်ရဲ့အမည်ကိုဖော်ထုတ်လိုက်တဲ့အခါမှာတော့ Sloan ရဲ့အမည်ဖြစ်နေပါတော့တယ်။တကယ်တော့ Sloan ကသူတရားမှာဆိုလို့ပြစ်မှတ်တွေရဲ့အမည်တွေကိုသူကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါကို Cross တီးသွားလို့အဖွဲ့သားတွေအားလုံးမသိအောင် Cross ကိုပြစ်မှတ်ဖြစ်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Pawlowski က Wesley ကိုလေရင်လက်မှတ်ကမ်းပေးလိုက်ပြီးတော့ရှောင်းတိန်သွားဖို့ပြောလိုက်ပါတယ်။သူ့ဖေမျောလင်းခဲ့တဲ့ဘွားနဲ့ဆက်ပြီးတော့အသက်ရှင်တန်သွားဖို့ပြောလိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Force ကစက်ရုံကိုပြန်လာပြီးတော့အလုံးမအောင်မြင်ခဲ့ဘူး။သူ့ကိုအရန်တော်အောင်တင်ပေးခဲ့မိတယ်လို့ Sloan ကိုပြောလိုက်ပါတယ်။ Wesley ကတော့ရှောင်ပြေးသွားမှာမဟုတ်တာသိချပါပဲ။ဗီဒီယိုတွေကအင်ကြီးကိုယူဝဲလိုက်တဲ့အချိန်မှာသူ့ဖေရဲ့အလျှို့ဝှက်အခန်းကိုရှာတွေ့သွားခဲ့ပါတယ်။ Cross ကစက်ရုံကိုဖောက်ခွဲရှင်းလင်းပစ်ဖို့ကြွက်တွေကိုအသုံးပြုပြီးတော့ဖောက်ခွဲပစ်ဖို့အစီအစဉ်တွေချထားတာကို Wesley ကသိလိုက်ရပါတယ်။ Wesley လည်းသူ့ဖေရဲ့နီလန်အတိုင်းဆက်လုပ်ဖို့ကြွက်ကြိုက်တဲ့ Green ဘူးတွေဝယ်ပြီးတော့ကြွက်တွေကိုကားပေါ်ရအောင်မျှခေါ်ကဖမ်းလိုက်ပါတော့တယ်။ဒီနေ့မှာတော့ Wesley ကစက်ရုံကိုသွားပြီးတော့တကားကိုကားနဲ့တိုက်ဖြတ်ကဝင်သွားလိုက်ပါတယ်။ Sloan တို့ဖွဲ့ကလည်းအစင်းနဲ့စောင့်ကြိုနေကြပါတယ်။ Sloan က Wesley ကိုပြစ်တက်ဖို့အားလုံးကိုအမိန့်ပေးလိုက်ပါတယ်။ Wesley ကဘုံစင်ထားတဲ့ကြွက်တွေကိုကားပေါ်ကနေလွှတ်ချလိုက်ပါတယ်။ကြွက်တွေကစက်ရုံတစ်ခုလုံးပြန့်နှံ့သွားတော့လူတိုင်းလည်းထိတ်လန့်နေကြစီမှာပဲစက်ရုံတစ်ခုလုံးပောက်ကွဲမှုတွေစတင်သွားပါတော့တယ်။ Wesley ကတနက်နှစ်လက်ဆွဲပြီးတော့ခုံဝင်လိုက်ပါတယ်။မြင်မြင်သမျှသူတွေကိုပြစ်တက်လိုက်ပါတယ်။ပြုပြင်ရေးဆရာကိုတက်နိုင်လိုက်သလို Wesley ကဓားဆရာရဲ့လက်ချက်ဒဏ်ရာများစွာရရှိခဲ့ပေမဲ့ဓားဆရာကိုစက်သိမ်းပေးနိုင်ခဲ့ပါတယ်။စာကြည့်ခန်းထဲရောက်တော့ Wesley ကစလုံးအမီကိုအော်ခေါ်လိုက်ပါတယ်။အားလုံးက Wesley ကိုတနက်နဲ့ချိန်ပြီးတော့ထွက်လာခဲ့ကြပါတယ်။စလုံးထွက်လာတဲ့အခါမှာတော့ Wesley ကကုန်းနံပါတ်ပါတဲ့ပိတ်စာကိုပြစ်ချလိုက်ပြီးတော့အမှန်တရားကိုပြောပြလိုက်ပါတယ်။သူ့ဖေကအဖွဲ့ကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ဘဲနဲ့ရကန်ဆက်ကထွက်လာတဲ့ပြစ်မှတ်အမီကစလုံးသာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီအကြောင်းတွေကို Force လည်းအခုမှသိရတဲ့ပုံစံပါပဲ။ Wesley ကခင်ဗျားပြောဘူးသလိုပါပဲအခုလည်းခင်ဗျားကိုတတ်ချင်နေတာတော့မဟုတ်ဘူး။ကံကြမ္မာကတော့ခင်ဗျားကိုတေးစေချင်နေတာလို့စလုံးကိုပြောလိုက်ပါတယ်။စလုံးကသူတရားမှကြောက်လို့သူ့ဘာသူပြစ်မှတ်တွေဖန်တီးနေခဲ့ပါတယ်။ဒါကို Cross တီးသွားတဲ့အခါမှာတော့ Cross ကိုတက်ပစ်ဖို့သူသားဖြစ်တဲ့ Wesley ကိုအသုံးချသွားခဲ့တာဖြစ်ပါတယ်။အခန်းထဲကလူအားလုံးကလည်းအဖြစ်မှန်ကိုသိရတော့အငြိမ်ကျသွားကြပါတယ်။ Wesley ကခင်ဗျားရဲ့ကံကြမ္မာရဲ့အနာဂတ်ကိုကြိုမသိနိုင်ပါဘူး။ခင်ဗျားကကြီးစံတွေကို꿰ဝိုက်ပြီးတော့ပြစ်တက်ရုံလေးပါလို့ပြောပြီးတော့စလုံးကိုပြစ်ဖို့ပြင်လိုက်စင်ပါပြီ။ Force ကအရင်ဥအောင်ပြစ်လိုက်ပါပြီ။စလုံးကိုဒါတွေကအမှန်လားလို့မေးလိုက်ပါတယ်။စလုံးကလက်ထဲမှာအစင်းသင်ပြင်ထားပြီးသားဖြစ်ပါတယ်။ရကန်ဆက်ကထွက်လာတဲ့ပြစ်မှတ်ရဲ့အမည်စာရွက်တွေကိုအားလုံးကိုပြလိုက်ပြီးတော့ဒီခန်းထဲမှာရှိတဲ့လူအားလုံးရဲ့အမည်တွေပါပါတယ်လို့ပြောလိုက်ပါတယ်။တကယ်လို့သူဒီလိုမျိုးမလုပ်ရင်အားလုံးတေချာမှာဖြစ်တယ်။သူကအားလုံးရဲ့အသက်ကိုကယ်တင်လိုက်တာလို့ပြောလိုက်ပါတယ်။သူ့ရဲ့အဆုံးဖြတ်ချက်တွေကအဖွဲကိုပို့ပြီးတော့တန်ပါကြန့်ခိုင်စေတယ်။စလုံးကငါတို့တင့်တော်ရဲ့ရွေးချယ်မှုကိုလုပ်ရမယ်။ဘာလို့လဲဆိုတော့ငါတို့ကတိုးငယ်တွေမဟုတ်ဘူး။ငါတို့ကဝင်ပလွေတယ်လို့ပြောလိုက်ပါတယ်။စလုံးကအားလုံးကိုရွေးချယ်ခိုင်းလိုက်ပါတယ်။တကယ်လို့ကံကြမ္မာရကန်ဆက်အတိုင်းလုပ်မယ်ဆိုရင်မင်းတို့ကိုယ်တိုင်မင်းတို့ဘဝကိုစသိမ်းလိုက်လို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်ရင်ဒီကောင် Wesley ကိုပြစ်တက်လိုက်လို့စလုံးကပြောပြီးတော့ထွက်သွားလိုက်ပါတယ်။တနက်ဆရာက Wesley ကိုပြစ်ဖို့ပြင်လိုက်ပေမဲ့ Force ကိုမမီလိုက်ပါဘူး။ Force ကကြီးစံအကွေးလိုက်တစ်ချက်တည်းနဲ့အားလုံးကိုပြစ်တက်လိုက်ပါတယ်။နောက်ဆုံးသူမအပါဝင်ပါ။ Wesley ကစလုံးကိုလိုက်ရှာခဲ့ပေမဲ့ပျောက်ချင်းမလားပျောက်သွားခဲ့ပါပြီ။ Wesley ရဲ့အိမ်ပြန်လမ်းမှာတော့အတွေးများစွာနေပါ။လွန်ခဲ့တဲ့6ပတ်လောက်ကသူကတနာစရာကောင်းတဲ့တာမန်လူငယ်တယောက်ပါပဲ။ဒါမဲ့ခုတော့သူကစရင်ကင်လားဒါမှမဟုတ်လုပ်ချင်ရေးသမားလားဒါမှမဟုတ်ကိုယ့်ဖေကိုတတ်ဖို့တင်းသွင်းခံလိုက်ရတဲ့ငတုံးလားဆိုတာမသေးချာမရေရာဖြစ်နေရပါပြီ။ Wesley ကပိုက်ဆန်စစ်ကြည့်လိုက်တော့တပြားမှမရှိတော့ပါဘူး။စလုံးကပြန်ယူသွားကုန်ပါပြီ။ရက်တန်ကြာမှာတော့ Wesley တယောက်ကွန်ပျူတာရှေ့မှာထိုင်ပြီး Google မှာသူ့ရဲ့နာမည်ကိုရိုက်ပြီးတော့ဘာတွေထွက်လာမလဲဆိုတာကြည့်နေပါလိမ့်။
အဲဒီချိန်မှာပဲစလုံးကအနောက်ကနေရောက်လာပြီးတော့တနက်နဲ့ချိန်ကမင်းဘာတူလဲဆိုတာသိပြီလားလို့ပြောလိုက်ပါတယ်ဒါပဲလေလူငယ်ကကျွန်တော်မဟုတ်ပါဘူးဆိုပြီးတော့လှည့်လာတော့ Wesley မဟုတ်ဘဲနဲ့တခြားသူတယောက်ဖြစ်နေပါတယ်လူငယ်ကတကယ်တော့ကျွန်တော်လည်းတီချက်တက်ပါလို့ပြောလိုက်ပါတယ်စလုံးကအောက်ကကြမ်းမြင်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ပြစ်မှတ်နေရာတင်ငေတာတစ်ခုကိုတွေ့လိုက်ရပါတယ်စလုံးကတေးစမ်းလို့ရေရွလိုက်စင်ပါပဲကြည်စံကအကောင်းနောက်ကနေထုတ်ချင်းပေါက်အပြစ်ခံလိုက်ရပြီးတော့စလုံးပေါ်ကလည်းဆက်စိမ်းသွားခဲ့ပါပြီဝက်စလီကတနက်ကိုအဝေးကနေပစ်လိုက်တာဖြစ်ပြီးတော့ကြည်စံကဝမ်းမကျင်းနစ်ကိုဖျက်သွားသလိုပြင်းစရာကောင်းတဲ့အလုံးနဲ့တစ္ဆာမရှိတဲ့ရီစာနဲ့ချီတို့တငယ်ချင်းကိုလည်းဖျက်သွားပြီးမှပြစ်မှတ်ဖြစ်သူစလုံးကိုဆက်သိမ်းပေးလိုက်တာပါအခုချိန်မှာတော့ဝက်စလီကသူ့ကိုယ်သူထိန်းချုပ်မှုတွေပြုလုပ်နေပါပြီဝက်စလီကခင်ဗျားတို့ရောဘာလို့ဆောင်ပြီးတော့လုပ်နေရလဲလို့ပြောလိုက်စင်ပါပဲရုပ်ရှင်လေးကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီ